Hello အားလုံးပဲမင်္ဂလာပါဗျ The Name John YouTube Channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမတင်ရတာကြာပြီပေါ့နော်ပထမဆုံးစတောင်းပေးချင်တာလေးကတော့ကျွန်တော်တို့မြန်မာနှစ်သက်ကူအခါတန်များမှာ brother တို့အနေနဲ့ဘေးပြဝေးကွာပြီးတော့ကျွန်မပျော်ရွှင်တဲ့နှစ်သက်ကူအချိန်လေးကိုပိုင်ဆိုင်နိုင်ပါစေကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ TNJ 16တင်ရှုံးထွက် Season 9ရဲ့ Grand Final ပွဲစဉ်ကြီးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ထုံးစံတိုင်းတွေ့ဆုံမဲ့ player 2ယောက်ကတော့ American နဲ့Jaden တို့ဖြစ်ပါတယ်ဗျ Miracle ကတော့သူ့ရဲ့ knockout stage ပွဲစဉ်တိုင်းမှာပြိုင်ဘက်တွေကိုပြတ်သားတဲ့ရလဒ်တွေနဲ့အနားယူက final ပွဲစဉ်ကိုထိုက်တန်စွာတက်ရောက်လာခဲ့ပြီးတော့ Jaden ဟာဆိုလို့ရှိရင်လည်းသူ့ရဲ့ပြိုင်ဘက်တွေကို respect ရှိစွာကစားရင်းနဲ့ champion final လမ်းကြောင်းကိုရရှိလာတာဖြစ်ပါတယ်ဗျဆိုတော့တကယ်ကိုမှစိတ်ဝင်စားဖို့ကောင်းတဲ့ဒီပွဲစဉ်မှာဘယ်သူကများအနိုင်ရသွားမလဲဆိုတာကျွန်တော်တို့မကြခင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်ပွဲထွက်လူစင်းလေးတွေကိုကြည့်ရအောင်ပါပထမဆုံး Miracle ဖြစ်ပါတယ်သူ့ရဲ့ကစားပုံကတော့433လောင်းဘောကောင်တာဖေဗီယိုကာပယ်လိုနီးပြကိုအသုံးပြုထားပြီးတော့မီတာဝင်နေတဲ့တိုက်စစ်3ယောက်ဖြစ်တဲ့လူရဆွာရက်ဒမ်ဘီလီဂူလစ်အဲ့ဒါကိုကွင်းလက်3ယောက်ကတော့စီဒေါ့နက်ဗီယက်နဲ့ပက်ထရစ်ဗီယာတို့ပါဝင်လာတာဖြစ်ပါတယ်နောက်တန်း4ယောက်ပုံစံမှာဆိုရင်ဘာဂိုမီရီယိုဖာဒီနန်လီလီယန်တူရန်နဲ့ပေါ်ဘလိုမာဒီနီတို့ကိုပွဲထွက်လာကဂိုးသမားကတော့အဒီတာဖြစ်ပါတယ်ဗျတကယ်ကိုမီတာဝင်ပြီးတော့အကျန်းကအကျန်းဆုံးတိုက်စစ်အတွဲအဖက်ဖြစ်တဲ့လေယာ3ယောက်ပါဝင်လာတဲ့ Miracle ကိုရှင်ပြိုင်မဲ့လေယာကတော့ Jaden ဖြစ်ပါတယ်။ Jaden ကတော့လင်းနဲ့ပုံစံနဲ့ပွဲထွက်လာပြီးတော့သူ့ရဲ့ကစားပုံမှာပါဝင်လာတဲ့တိုက်စစ်ခင်းချင်းမှာတော့ရှင်ချက်ကိုနဲ့ Marcus Thuram တို့ရှိနေတာဖြစ်ပါတယ်။ကွင်းလယ်2ယောက်မှာတော့ Rugole နဲ့ De Bruyne တို့ကိုတွေ့ရမှာဖြစ်ပြီးတော့ကွင်းလယ်2ယောက်မှာတော့ Right Cat နဲ့ Alonso တို့ဖြစ်ပါတယ်။နောက်တန်း4ယောက်ပုံစံမှာဆိုလို့ရှိရင်တော့ Serginho Van Basten William Saliba နဲ့ဇနဒီတို့တွေ့ရှိရမှာဖြစ်ပြီးတော့ကိုသမားကတော့ Oliver Kahn ဖြစ်ပါတယ်။ပြန်ဘက်2ယောက်ရဲ့ကစားမှုအခင်းကျင်းတွေကိုတွေ့ရှိပြီးနောက်ပိုင်းမှာတော့ကျွန်တော်တို့စောင့်မျှော်နေတဲ့ TNJ Season 9ရဲ့ Grand Final ပွဲစဉ်ကြီးကိုတော့စတင်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ။ကျွန်တော်ကတော့ Season တင်ဆက်တဲ့သူ Jim ဖြစ်ပါတယ်ဗျ။ TNJ ပွဲစဉ်ကြီးနဲ့နင်းငယ်အလှမ်းဝေးသွားတဲ့အပေါ်မှာဇက်တိုက်ဗီဒီယိုတွေဆက်တင်ဖို့ကျွန်တော်အနေနဲ့ပြင်ဆင်ထားပြီးတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ content တွေကိုလည်းဖန်တီးမဲ့ဖြစ်တဲ့အကြောင်းပြောရင်းနဲ့ပဲပွဲလေးကိုစတင်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ Miracle ကတော့ပြန်အောင်ဝတ်စုံကိုဝတ်ဆင်ကစားပြီးတော့ Jaden ကတော့အနီအောင်ဝတ်စုံကိုဝတ်ဆင်ကစားကြမှာဖြစ်ပါတယ်စင်လာကြီးမားတဲ့ TNJ ပွဲစဉ်တွေတောက်လျှောက်ကိုရှင်မဲ့ကစားနေတဲ့အနေအထားမျိုးမှာ Miracle ဒီခေါက်မှာဘာလို့ပြနိုင်မလဲကြည့်ရှုရမှာဖြစ်ပါတယ် Jaden ဆိုလို့ရှိရင်လည်းလုံးဝကို short တက်လို့မရတဲ့ကစားပေါက်မျိုးကိုရှေ့ကပွဲစဉ်တွေမှာပြလာတဲ့အတွက်ကြောင့်မို့လို့လဲ Miracle အနေနဲ့ short တက်လို့မရဘူးခင်ဗျအခုဆိုရင်တော့ Rugole တယောက်တည်းပဲလူလူကျွတ်ကျွတ်ပဲလမ်းပိတ်ပြီးဂိုးပြီခင်ဗျာကျွန်တော်အစဉ်တင်ဆက်နေတဲ့အချိန်ခဏလေးတွင်းမှာပဲ Miracle သူ့ရဲ့တိုက်စစ်ကစားသမားတွေနားလည်မှုရှိနဲ့တွဲဖက်ကနေမှတဆင့် Rugole ပထမဆုံးဦးဆောင်ဂိုးကိုတော့စတင်ပြီးတော့သွင်းလိုက်ပြီဖြစ်ပါတယ်ပထမပိုင်း9မိနစ်လောက်မှာပင်ရရှိခဲ့တဲ့ဒီဂိုးက Miracle အတွက်အရန်ကိုအရေးကြီးသလိုတစ်ဖက်ကJaden အတွက်တော့အနေငယ် pressure ဝင်စရာအနေထားမျိုးတွေတော့ရှိနေခဲ့ပြီဖြစ်ပါတယ်ခုဆိုရင်တော့ရှင်နေကြည့်တယ် Miracle နောက်တန်းစားသမားတွေရသလိုပုံစံနဲ့ဘေးအပြန်နဲ့တဲ့ပြီးတော့တိုက်စစ်ပြန်လဲဆင်ထားတဲ့အနေထားတွေဖြစ်ပါတယ်ခုဆိုရင်တော့ရောက်ထဲပဲ William Saliba ရသလိုပုံစံနဲ့ရှင်းထုတ်ရင်းနဲ့ပဲ Miracle ပြန်လဲရရှိသွားတာဖြစ်ပါတယ် Miracle ကတော့သူပထမဘွေစောဥဆောင်ကိုရရှိတဲ့နောက်ပိုင်းမှာတောက်လျှောက်ကိုတိုက်စစ်ဆင်လာတဲ့ပုံစံမျိုးတွေကိုတော့ကျွန်တော်တို့တွေ့ရှိလာတာဖြစ်ပါတယ်ဗျဒါကိုဘယ်လိုမျိုးခြေတန်းကောင်တာတက်ပြန်လဲစတင်ပြီးတော့ဖြေရှာသွားမလဲပြန်လဲပြီးတော့စောင့်ကြည့်ရှုရမှာဖြစ်ပါတယ်တိုက်စစ်အရန်ကိုမှထက်မြက်လာတဲ့ Miracle ရဲ့လူဝဆော်ရန်နဲ့ဒမ်ဘီလီအတွဲဖက်ကိုဘယ်လိုများထိန်းချုပ်နိုင်မလဲဆိုတာကတော့အကြီးတန်းအတွက်တော့ထုတ်เสียမိကွန်းတစ်ခုပဲဒမ်ဘီလီကျွန်တော်စီရင်တင်ဆက်နေတဲ့အချိန်တွင်းမှာပဲလူဝဆော်ရန်ရဲ့မျောထွေးပေးမှုကနေတစ်ဆင့်ဒမ်ဘီလီလွတ်ထွက်သွားခဲ့ကဒုတိယမြောက်ဦးဆောင်ဂိုးကိုလည်း Miracle အမှားမရှိနဲ့သွင်းယူခဲ့တာဖြစ်ပါတယ်ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့နောက်ပိုင်းမှာတော့ Jaden အတွက်ကတော့တိတ်ပြီးတော့အချိန်လေးမဟန်ခဲ့ဘူးဗျဘာလို့ဆိုရှင်ပွဲစားချိန်အစောပိုင်းမိနစ်ဒီမှာသွင်းယူခဲ့တဲ့ဂိုးတွေကိုပြန်လည်ပြီးတော့မချေပနိုင်လို့ရှိရင်ဝင်လာမဲ့ pressure တွေကတော့အတောင့်အကြီးပဲဖြစ်ပါတယ်Miracle ကတော့သူ့ရဲ့
ထုံးစံတိုင်းပဲလုံးဆရာရှိတဲ့ပုံစံကိုဒီဇိုင်းမမတ်လုံးနေရင်းနဲ့ကိုရီးယားတော့တောက်လျှောက်ကိုရရှိနေတဲ့အနေအထားတွေကြောင့်ဂျီဒန်အနေနဲ့အနေငယ်တော့ရှုံးနေရတွေကိုရှင်းရမယ့်အနေအထားတွေကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒီတိုက်ဆက်အတွဲဖက်ဆက်လက်ပြီးတော့အလုပ်ဖြစ်မဖြစ်ကိုလည်းဂျီဒန်အနေနဲ့သတိမူရမှာဖြစ်ပြီးတော့သူ့အနေနဲ့တိုက်ဆက်အရင်ဆင်လိုက်ပြန်ရင်လည်းတစ်ဖက်မှာကောင်တာတိုက်ဆက်ပြန်လဲစတင်မဲ့ဒမ်ဘီလီလူးဆာရီတို့ရဲ့တိုက်ဆက် aggressive ဆန်ကစားမှုတွေကိုလည်းသတိပြုနေအောင်မှာဖြစ်ပါတယ်ဗျလို့ဆိုရင်တော့စီတော့ဝေဝက်ကန်ထားတယ်ဒါမဲ့လည်းဂိုးပေါင်းနဲ့အနေငယ်လေးတော့ကတ်လဲသွားတာဖြစ်ပါတယ် Grand Final ပွဲစဉ်ဖြစ်တာနဲ့အညီချမှတ်ရတဲ့ decision ပိုင်းတွေကလည်းအလွန်ကိုရေးကြီးတဲ့ပုံစံမျိုးမှာပြိုင်ဘက် player 2ယောက်ကလည်းဘယ်လိုမျိုးများစိတ်တွေနဲ့ရှင်ပြိုင်ကစားနေမလဲဆိုတာတော့စိတ်ဝင်စားဖို့တော့ကောင်းနေပြီခင်ဗျာ decision making တစ်ခုမှားတာနဲ့ပေးဆက်လိုက်ရတဲ့အယောအစားတွေကလည်းတကယ်ကိုကြီးမားတာကြောင့်မလို့နှစ်ဖက်လုံးကတော့သတိချက်ကစားနေရတယ်မာကတ်စတူရန်ရဲ့ခေါင်းတိုက်ကိုတစ်ဖက်ကအဒီတာကာကွယ်သွားပေမဲ့လည်းနည်းငယ်လေးတော့လူကျွန်းနေတာဖြစ်ပါတယ်ဒီပွဲစဉ်မှာရှင်ချန်ကိုနဲ့တူရန်တို့ရဲ့တိုက်စစ်အတွဲဖက်ကိုရီယိုဖာဒီနန်နဲ့လီလီယန်တူရန်တို့အသေးချာလေးကိုထိန်းချုပ်ကစားနေတဲ့ပုံစံမျိုးတွေကိုမြင်တွေ့လာတာဖြစ်ပါတယ်ဒါမဲ့လည်းအခွင့်အရေးဆိုတာကတော့အမြဲတမ်းပေါ်စမြင့်မှုရရှိလာတဲ့အခွင့်အရေးကောင်းတွေကိုအသုံးချနိုင်မှုလက်ဦးမှုရယူမှသာလျှင်ထိုက်တန်တဲ့နိုင်ပွဲတွေကိုရရှိမှာဖြစ်ပါတယ်။ဦးစွန်တော်ဒမ်ဘီလီပဲတယောက်တည်းပဲရိုက်ခတ်ရသလိုပုံစံနဲ့အရှင်းထုတ်ကဒါပေမဲ့တိုက်စစ်ပြန်လဲစတင်ဖို့ကြိုးစားပြီဗျာ။ squad အရာအရှင်းမဲ့ဆိုလို့ရှိရင် squad နည်းနည်းလေးတာနေတဲ့ America အတွက် advantages တွေအများစွာပိုရှိနေတဲ့ပုံစံမျိုးကိုလည်းမြင်တွေ့နေတာဖြစ်ပါတယ်။ဒါပေမဲ့ဂျေဒန်ကိုလည်းကျွန်တော်တို့အထင်သေးလို့မရဘူးဗျ။ဦးစွန်တော့လူပိတ်မှားတယ်။ အိုစမာနာဒမ်ဘေလီ outside ကာလာလေးနဲ့သူ့ရဲ့တတိယမြောက်ဦးဆောင်ကို Miracle တင်လဲပြီးတော့ထပ်မံရှာဖွေသွားပြီဖြစ်ပါတယ်ကျွန်တော်တို့ရှေ့မှာတင်ဆက်ခဲ့တဲ့အတိုင်းပဲ decision making ချမှတ်မှုအရန်အရေးကြီးပါတယ်ဂျေဒန်ရဲ့မပြတ်သားတဲ့ရှင်းထုတ်မှုလူပေးမှုကနေမှတဆင့် Miracle တေချာလေးကိုစားသုံးခဲ့တဲ့တတိယမြောက်ဦးဆောင်ကိုဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တွေလုံးဝကိုမတက်နိုင်မဲနဲ့ဂျေဒန်ထပ်ပြီးတော့ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်ဝယ်စားချိန်36မိနစ်ကိုတော့ကြော်လွန်လာခဲ့ပြန်ပြီရိုးဆာရဲတယောက်တည်းပဲအခြေအနေကြည့်တယ်လက်တိုက်ဖို့ကြိုးစားပြီတကယ်ကိုအသင်းမွဲဂိုးရလက်တစ်ခုကိုဖန်တီးနေတဲ့ Miracle ဖြစ်ပါတယ်ဂျီဒန်ရဲ့စိတ်သက်ပိုင်းဆိုင်ရာကိုတောက်လျှောက်ကိုဖြိုထွင်းခဲ့တဲ့ Miracle ရဲ့တိုက်စစ်အတွဲဖက်ပုံစံမျိုးကိုမြင်တွေ့ခဲ့ရပြီးတော့ရုကိုလည်းဒီတစ်ခေါက်မှလည်းလွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်တွင်းကိုရရှိခဲ့တာဖြစ်ပါတယ်ဂျီဒန်နီကတော့ဒုတိယပိုင်းပွဲစားချိန်မစတင်ခင်မှာပဲ၄ကိုပြတ်ဥဆောင်ခံလိုက်ရတဲ့ပုံစံမျိုးတွေမှာသူ့အနေနဲ့ဝင်ရောက်လာမဲ့ pressure တွေကိုဘယ်လိုများတားဆီးနိုင်မလဲကြည့်ရမယ်အခုဆိုရင်တော့ရှင်ချန်ကိုလူပေးဖို့ကြိုးစားတယ်ဒါမဲ့လည်းရီယိုဖာဒီနန်ရသလိုပုံစံနဲ့ပြန်လဲပြီးတော့ဘေးကစားဖို့ကြိုးစားတဲ့အနေအထားမျိုးကိုမြင်တွေ့နေရတာဖြစ်ပါတယ်ကိုစံတော်ကောင်တဲ့စစ်ပြန်လဲစတင်လာရန်ပြီးနက်ပြက်ရှေ့မှာရှိတဲ့ရူကိုလစ်ပြေးလန်းကြောင်းလေးကိုပဲမျှောထိုးထားပြန်ပြီးရူကိုလစ်ချိန်နေကြည့်တယ်ဂိုးရပြီခင်ဗျာ Oh my god တကယ်ကိုမှကျွန်တော်တို့မမျော်လင့်ထားတဲ့ရလဒ်တစ်ခုကို Miracle ပြတ်ပြတ်သားသားယူအတုံးချက Grand Final ပွဲစဉ်မျိုးမှာပြတ်သားတဲ့ရလဒ်တစ်ခုကိုသူ့အေးနဲ့ဆုံးဖြတ်ကန်သွင်းနေတဲ့ပုံစံတွေဖြစ်ပါတယ်ဂျီဒန်တော့ကတော့အနေငယ်တော့ frustrated ဖြစ်မယ်ဆိုကျွန်တော်ခံစားရတယ်ဗျသူအနေနဲ့ဒုတိယပိုင်းပွဲစားချိန်မျိုးမှာမှန်ကန်တဲ့လူထုတ်ပုံခင်းချင်းတွေကိုပြနိုင်မှသာလျှင်ဒီထက်ပိုပြီးတော့ဂိုးမပြတ်မှာဖြစ်ပါတယ်ရှေ့မှာကြားသိလာရတဲ့သတင်းတွေအရဆိုလို့ရှိရင် Miracle ကနာမည်ကြီး club တစ်ခုဖြစ်တဲ့ Naga Empire Extreme ရဲ့အဓိကကစားသမားတယောက်ဖြစ်တယ်လို့လည်းသိရှိရတာဖြစ်ပါတယ်သူအနေနဲ့အောင်မြင်မှုများစွာချန်ပီယံဖြစ်ထားတဲ့ပွဲတွေတောက်လျှောက်ရှိပြီးတော့ကစားပုံကောင်းမွန်လာတဲ့ player တယောက်ဖြစ်တယ်လို့လည်းကျွန်တော်တို့သိရတယ်ဗျာပထမပိုင်းပွဲစားခြင်းကတော့ပြီးဆုံးမှုမိနစ်အနည်းငယ်သာလိုပါတော့တယ်ဒီချိန်မှာတော့ Miracle က9ကိုဂျေဒန်ကတော့ဂိုးမရှိဖြစ်ပါရဲ့ဗျဒီလိုမျိုးအကျိတ်နဲ့ရှိတဲ့ tournament ပွဲစဉ်တွေကိုရှင်းပြခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram account John It Session ဆိုတဲ့ user name လေးကိုကျွန်တော်တို့ Telegram မှာရှာပြီးတော့ကျွန်တော်နဲ့ဆက်သွယ်နိုင်ပါတယ် Division ကန်ရတာစိတ်ညစ်နေတဲ့ brother တို့အတွက်လည်းကျွန်တော် description မှာကျွန်တော်ရဲ့ friendly match ကန်တဲ့ crew လေးကို link ချပေးထားဖြစ်ပါတယ် brother တွေဝင်ကန်နိုင်ပါတယ်ဗျဆိုတော့ကျွန်တော်တို့ဒုတိယပိုင်းပွဲစားခြင်းလေးကိုပြန်လည်ပြီးတော့စတင်ကြည့်ရှုလိုက်ရအောင်ဗျာဒုတိယပိုင်းပွဲစားခြင်း
စတင်တဲ့အခြေအနေမှာတော့နှစ်ဖက်ပလေယာတွေလူထုတ်ပုံအနေငယ်လေးမှမပြောင်းထားဘဲနဲ့ရရှိလာတဲ့ပထမပိုင်း line up ကိုပဲအသုံးပြုကာပွဲစဉ်တွေကိုတော့ဆက်လက်ရှင်ပြိုင်ကစားကြပြီဖြစ်ပါတယ်ဒုတိယပိုင်းပွဲစဉ်စတဲ့ပုံစံမျိုးကိုဂျေဒန်အနေနဲ့ဘယ်လိုမျိုးမှခြေပါကိုရရှိမလဲဆိုတာကိုကျွန်တော်တို့တွေကြည့်ရမှာဖြစ်ပါတယ်ဗျသူအနေနဲ့အနေငယ်လေးပထမပိုင်းမှာမှားယွင်းတဲ့အဆုံးဖြတ်ချက်တွေကိုချထားတဲ့ပုံစံမျိုးကိုဒုတိယပိုင်းမှာပြန်လည်ပြီးတော့ဖတ်ဆက်နိုင်မလားကြည့်ရမှာဖြစ်ပါတယ်ခုဆိုရင်တော့စီဒေါ့ဖ်ကိုလည်းမရှိတဲ့နှစ်ပြက်နဲ့တွဲထားတယ်ဒါမဲ့လည်းမလွတ်ပဲနဲ့မာကတ်စတူရန်ဒီဘရိုင်းနာထောင်မကြိုးစားပြီးလန်တိုက်တယ်ဒါမဲ့လည်းနောက်တန်းကစားသမားတွေကောင်းဥပါတယ်ကျွန်တော်တို့အစိုးမိတ်တစ်ခုရှိပါတယ်ဗျရှေ့တန်းကောင်းတယ်ဆိုလို့ရှိရင်တော့မင်းကိုရမယ်နောက်တန်းကောင်းမယ်ဆိုလို့ရှိရင်တော့မင်းကိုဖလားတွေယူပေးနိုင်မယ်ဆိုတော့အစိုးမိတ်ဖြစ်ပါတယ်ဒီအစိုးမိတ်ကိုမီရကယ်ကတော့တောက်လျှောက်ပြသထားတဲ့ပုံစံမှာသူ့အနေနဲ့ဂုဏ်မပေးရဖို့အရေးကိုရတဲ့ပုံစံနဲ့ပြသနေတဲ့အနေအထားတွေကြောင့်ဂျီဒန်အနေနဲ့အနေငယ်လေးတော့တိုက်စစ်စင်ရခတ်နေတာဖြစ်ပါတယ်ဗျဒါကြောင့်မို့လို့ဂျီဒန်အနေနဲ့တောက်လျှောက်ကစားတဲ့နောက်ပိုင်းတွေမှာလောင်းဘောပုံစံတွေကိုသာတောက်လျှောက်အသုံးပြုနေရပြီးတော့သူ့အနေနဲ့တန်တယောက်ချိတ်ဆက်1-2ရိုက်ပြီးတော့ကစားတဲ့ပုံစံမျိုးတွေအနေငယ်လေးတော့မတွေ့ရဘူးဗျဒီဟာကိုခွင့်ရေးယူပြီးတော့မီရကယ်တောက်လျှောက်ကိုဂိုးတွေရလာလိုက်တာ9ဂိုးထိရရှိသွားတာဖြစ်ပါတယ်ပွဲစားချိန်ကတော့မိနစ်60ဝန်းကျင်ထိကိုတော့ရောက်ရှိလာပြီဖြစ်ပါတယ်ပွဲစားချိန်မိနစ်60ဝန်းကျင်မျိုးမှာနှစ်ဖက်အသင်းတိုက်စစ်ဆင်မှုတွေကအနှဲငယ်လေးတော့ထူးခြားနေတာမတွေ့ရဘဲနဲ့ဘောလုံးကအပြက်များနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Grand Final ပွဲစဉ်ပြီးတဲ့အချိန်အမျိုးမှာလဲSeason 10ရဲ့ Grand Final ပွဲစဉ်ကြီးကိုတင်ဆက်ဖို့ရှိပါတယ်ဗျဒါပေမဲ့ Season 10ကတော့ကျွန်တော်တို့ရှေ့မှာတင်ဆက်ခဲ့တဲ့ Season တွေနဲ့လုံးဝမတူဘဲနဲ့အသင်းမှန်ရှင်ပြိုင်ကစားတဲ့ Authentic Match Best of 3ပွဲစဉ်ကြီးကိုတောက်လျှောက်ကိုကြည့်ရှုအောင်ဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လေးလုပ်ပေးဖို့ပြောချင်ပါတယ်ဗျာခုဆိုလို့ရှိရင်တော့ Patrick Vieira ရှင်နေကြည့်တယ်နှစ်ပြက်ဒီပွဲမှာ Miracle ဘက်ကချီယူရမယ့် player 2ယောက်3ယောက်လောက်တော့ရှိပါတယ်ဒါကတော့ကျွန်တော်အရှိမ mention ခဲ့တဲ့အတိုင်းပဲ Dembele နဲ့ Luis Suarez တို့ရဲ့အတွက်ဖက်ဖြစ်ပါတယ်ပြိုင်ဘက်တွေကိုစနစ်တကျဖြုတ်ခွင်းတာမှာတကယ်ကိုသူ့အေးနဲ့ဖြည့်ရှင်းတတ်တဲ့ Miracle သူ့ရဲ့လွတ်ဝက်လက်နက်ကတော့ကျွန်တော်အနေနဲ့ကတော့ Rugo လက်နဲ့ Dembele တို့တော့ထင်နေခင်ဗျာဘာသာရေးအနေနဲ့ကောဒီပွဲစဉ်ပြီးမှဘယ်သူက Man of the Match ရရှိနိုင်လဲဆိုတာကိုကျွန်တော်ရဲ့ comment လေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးနေတဲ့ဆိုအကြောင်းပြောရင်းနဲ့ပဲပွဲလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါပွဲစားချိန်85မိနစ်ကျော်လာတဲ့နောက်ပိုင်းမှာတော့ American အနေနဲ့လူစားလဲမှုတစ်ခုကိုသူပြောင်းလဲမယ်လို့တော့ကျွန်တော်ယူဆရတယ်ဗျ85မိနစ်ရောက်ပြီဆိုလို့ရှိရင်ကစားအကျလာတဲ့ player တွေများစွာရှိလာတဲ့နောက်ပိုင်းမှာသူ့အနေနဲ့တိုက်စစ်တစ်စုံလုံးကိုတော့လဲလိုက်ပြီဖြစ်ပါတယ်အဲ့ဒါကတော့ပီလီအီတူးနဲ့ရူမနီဂီတို့ဖြစ်ပါတယ်ဗျဝင်လာတဲ့ player 3ယောက်ကလည်းတကယ်ကိုကြောက်ခမန်းလေး player တွေဖြစ်တဲ့ကြောင့်မို့လို့ Miracle ထပ်ပြီးတော့များဂိုးတွေရသွားမလားစောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်လုံဝမ်းကိုအပြစ်ပြောစရာမရှိတဲ့လူစင်းပွဲထုတ်ပုံကိုမြင်တွေ့နေရတဲ့အနေအထားတွေကြောင့်ဂျေဒန်အနေငယ်လေးတော့အလုံးရှုံမှာဖြစ်ပါတယ်ကြည့်ရတဲ့ပုံစံမျိုးမှာဆိုလို့ရှိရင်လည်းဂျေဒန်အနေနဲ့ဘာလို့လှုပ်မရတဲ့ပုံစံဖြစ်နေလဲဆိုလို့ရှိရင် Miracle ကတော့သူ့ရဲ့နောက်တန်းတွေကိုတိုက်စစ်2ယောက်ဖြစ်တဲ့တူရန်နဲ့ရှန်ချန်ကိုတို့ကိုတိုက်မှခင်ပေးထားတဲ့ကြောင့်မို့လို့နေရာလွတ်လုံးဝကိုရှာမရတဲ့ပုံစံတွေဖြစ်ပါတယ်ဒီလိုမျိုး Grand Final ပွဲစဉ်မျိုးမှာ individual instruction ကလည်းတကယ်ကိုမှအရေးကြီးတဲ့အတွက်ကြောင့်မို့လို့လုံးဝကိုနေရာလက်မထားဘဲနဲ့အသုံးပြုနေတာကိုတွေ့ရတဲ့ Miracle ရဲ့ strategy and tactic တွေပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့ယူရင်ရမယ့် experience တွေ knowledge တွေဖြစ်ပါတယ်ခုဆိုလို့ရှိရင်တမန်တိုက်စစ်ပြန်လဲစတင်လာပြန်ပြီပီလီတယောက်ကိုလက်ထွက်ထားတယ်ရထားသေးတယ်ပီလီပဲတယောက်ထဲပဲလွတ်လွတ်ကျွတ်ကျွတ်ပဲလန့်ကန်ထားပြီပီလီတကယ်ကိုမှတကူတော့ခြေစွမ်းတဲ့အတူ6ဂိုးမြောက်ကိုရရှိစေခဲ့တဲ့တွင်းကိုတကူကိုတော့အမေရိကန်ထပ်မံပြီးတော့ရှာထွေသွားတာဖြစ်ပါတယ်လုံးဝကိုပြစ်ပြောစရာမရှိတဲ့အမေရိကန်ရဲ့ကစားပုံအခင်းချင်းမှာ
ဘယ်လောက်တောင်အလုပ်ဖြစ်လဲဆိုလို့ရှိရင်သူ့အနေနဲ့လူစားဝင်လာတဲ့ပီလီကပါဂိုးသွင်းပြီးတော့သူဟာချန်ပီယံနဲ့ထိုက်တန်ကြောင်းကိုတက်တည်ပြနေတာဖြစ်ပါတယ်။ဖက်ကဂျေရန်အတွက်ကတော့နည်းငယ်လေးတော့စိုးရင်ပွဲအနေထားတွေရောရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။သူ့အနေနဲ့ဂိုးပေါက်တဲမမှုတောက်လျှောက်လုပ်ပေမဲ့လည်းမထိရောက်တဲ့ကစားပုံတွေကိုသာတောက်လျှောက်အသုံးပြုနေရတဲ့အနေအထားမျိုးကိုကြင်ကြုံတွေ့ခဲ့ရပြီးတော့ခုမှဆိုလို့ရှိရင်လည်း85မိနစ်ရောက်တဲ့အချိန်ထိကိုဂိုးရရှိမှုခန်းကန်တာကတော့နှမေးပိန်နေစေဖြစ်ရင်လည်းပဲပီလီသူ့ရဲ့ဒုတိယမြောက်ဦးဆောင်ဂိုးကိုထပ်ပြီးတော့သွင်းသွားခဲ့တဲ့အနေအထားတွေဖြစ်ပါတယ်ပီလီလူစားဝင်ပြီးတဲ့အချိန်မျိုးမှာရရှိလာတဲ့နှစ်ဂိုးကိုချိန်သားကပြေးထွက်ပြီးတော့သွင်းသွားတဲ့အတွက်ကြောင့်မို့လို့ပွဲရတော့လုံးဝကိုပြီးဆုံးမှုအလားလာကတော့မြင့်တက်နေပြီဖြစ်ပါတယ်အမေရိကန်လုံးဝကိုမှနိုးမာစီဖြစ်ပါတယ်ဗျလုံးဝကိုညှတာမှုကင်းမဲစွာနဲ့ရှင်ပြန်ကစားနေတဲ့ပုံစံတွေကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်ပါတယ်ဒါပေမဲ့လည်းဒါကတော့အဖြစ်ပြောစရာမရှိဘူးဗျကိုယ့်ရဲ့ individual skills တွေကိုဒီလိုမျိုးထုတ်ပြမှသာလျှင်ကိုကဘာကောင်လဲဆိုတာကိုတက်တည်ပြနိုင်မယ့်အနေအထားတွေဖြစ်ပါတယ်ပွဲစားချင်းကတော့တကယ်ကိုပြီးဆုံးမှုအနေအထားကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာတော့ Miracle က9ဂိုးဂျီဒန်ကတော့ဂိုးမရှိပုံစံမျိုးနဲ့ပဲပွဲရတော့ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့အကျိတ်နဲ့အရန်ရှိလာတဲ့ TNJ Season 9 Grand Final ပွဲစဉ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ Season 10နေမျိုးကိုချိန်နေတဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးပါလို့ပြောရင်းနဲ့ပဲအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်အားလုံးကျေးဇူးပါဗျ